ဒီခေါက်တော့ဇွန်လ23နဲ့ August 22အတွင်းမွေးတဲ့လီယိုသမားလေးတွေအတွက်ဖြစ်ပါတယ်ဆိုတော့လီယိုလေးတွေက masculine energy အကောင်းကြတယ် fire တက်လည်းဖြစ်တယ် fire energy လည်းဖြစ်တယ်ပြီးတော့ fit sign လေးလည်းဖြစ်တယ်နောက်တစ်ခုထူးခြားတာကကျတော့လီယိုတွေဒီ sun sign ပေါ့နော် sun planet ပေါ့နော်ဆိုတော့နေဂျိုရဲ့အပိုင်စားရတဲ့zodiac sign လို့လည်းပြောလို့ရတယ်ဒါကြောင့်မို့သူ့မှာက masculine energy လည်းများတယ် fire တက်လည်းပါတယ် fixed sign လည်းဖြစ်တယ် sun ရဲ့ruling ဒီ sun planet ရဲ့ ruling zodiac sign ဖြစ်တဲ့အတွက်သူတို့မှာ authority figure ပေါ့နော်ဆိုတော့ကတော့နေရကြတော့ပို့ပြီးတော့မှ powerful ဖြစ်တဲ့လူတွေကိုအလင်းရောင်ပေးတယ်နေရဲ့ solar power ပေါ့နော်နေဆိုရင်ကျွန်တော်တို့ဒီ solar system အရာအသုံးပြုကြတာဖြစ်တဲ့အတွက်ဒီ power ကိုအရန်ကိုကောင်းကောင်း absorb လုပ်နိုင်တဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့သူတို့တွေက Leo အများစုဒီ authority figure ပေါ့နော် authority figure နေရာမှာနေကြရတာများတယ်အဲ့တော့ authority figure လို့ပြောရင် leader neutral leader ပေါ့နော်ဆိုတော့မွေးရပါတဘာဝတရားကြီးကလက်ဆောင်ပေးလိုက်တဲ့ဒီဥဆောင်လမ်းပြတဲ့သူတွေရှေ့ဆောင်တဲ့သူတွေဥဆောင်တဲ့သူတွေလို့လည်းပြောလို့ရတယ်နောက်တစ်ခုကကျတော့ခဏကပြောတဲ့fire energy လိုမျိုး fit sign လိုမျိုးဖြစ်တဲ့အတွက် fit sign သမားတွေဖြစ်တဲ့အတွက်ခေါင်းမာတယ်အကျောမာတယ်ခေါင်းကြောတင်းတယ်ပေါ့နော်ဒါအရက်စကားနဲ့ပြောမယ်ဆိုရင်ခေါင်းကြောတအားမာကြတဲ့သူတွေဖြစ်တယ်အဲ့တော့နောက်တစ်ခုကသူတို့မှာဘာလဲရှိသေးလဲဆိုတော့သူတို့တွေဒီလူတွေရဲ့အရှိ over the top အထက်မှာနေရတာကိုကြိုက်တယ်သူတို့သတ်မှတ်ထားတဲ့အရာတစ်ခုစံတစ်ခုအလုပ်မဲ့အလုပ်ပဲပညာရေးပဲဖြစ်လုပ်ငန်းတစ်ခုပဲဖြစ်သူတို့သွားကျင်တဲ့ level တစ်ခုရှိတယ် limit တစ်ခုရှိတယ်အဲ့ဒီကိုရောက်မှသူတို့တွေဒီကျေနပ်ကြတယ်အဲ့ဒီကိုမရောက်ဘူးဆိုတော့သူတို့တွေမကျေနပ်ကြဘူးသူတို့အတွက်အဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့သူတို့ကover the top လူတွေရဲ့အထိတ်မှာပေါ့နော်မိမိရဲ့အဝန်းဝိုင်းမှာရှိတဲ့ပတ်ဝန်းကျင်မှာရှိရဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာမှာဖြစ်ဖြစ်ပညာရေးမှာဖြစ်ဖြစ်မိမိတို့သွားနေတဲ့ profession လုပ်ငန်းမှာဖြစ်ဖြစ်သူတို့ဒီ over the top အပေါ်မှာနေရတာကိုကြိုက်တယ်နောက်တစ်ခုကကျတော့ Leo တွေဒီချင်းသေးဆိုတဲ့ lion energy ပေါ့နော်ဆိုတော့တောဘရင်ရဲ့ energy အရာသူတို့ဒီသူတို့အရန်ကို confident ရှိတယ် proud ဖြစ်တယ်အဲ့တော့တစ်ဖက်မှာခဏပြောတဲ့ authority figure ဖြစ်တဲ့ nature တဘာဝရဲ့ပေးတဲ့ natural leader ပေါ့နော်ဆိုတော့မွေးရပါ gift ကသူဒီ natural leader ဖြစ်လာဒီပိုင်းနဲ့ထဲမှာသူတို့ဒီကို proud ဖြစ်တယ်ကိုဂုံယူကြရတယ်နောက်တစ်ခုကကျတော့သူတို့ရဲ့အကျင့်စရိုက်လက္ခဏာလေးတွေကအဲ့လို authority figure ကိုအရန် absorb လုပ်လွန်အားကြီးတယ်အရန်ကိုမှနဲ့ strong masculine power ဖြစ်တဲ့အတွက်သူတို့ကbossy ဆန်တယ်ပေါ့နော်လူတွေကိုအထက်စီးကပြောတတ်တယ်လူတွေကိုအဲ့လိုမျိုးပေါ့နော်နည်းနည်းစကလုံးမာတွေထွက်တတ်တယ်ပေါ့နော်ဆို bossy ဆန်တယ်တပြိုင်နက်တည်းမှာလည်းသူတို့တွေကအရန်ကိုကလေးလိုလဲသူတို့တစ်ခါလေးချင်းတခါတလေကြရင်သူတို့ two face လိုမျိုးမြင်ရတယ်သူတို့ရဲ့ identity ကနှစ်ခုလိုမျိုးမြင်ရတတ်တယ် Leo တွေကအရန်ကိုသူတို့တွေကသူများကိုတနာခြင်းပြီဆိုလဲတနာတယ်ရက်ရောပြီဆိုလဲဒါရက်ရောဗဇက်ကပြောပြီးဟဲ့ဆိုလဲတဲ့တို့ over နှစ်ပြားမတန်အောင်ပြောတတ်တဲ့အကျင့်တွေလည်းရှိတတ်တယ်အဲ့တော့နောက်တစ်ခုကကျတော့ခဏပြောတယ်သူတို့တွေက Leo တွေဒီအရင်ဈေးကြီးတယ်ကောင်းတဲ့အရာတွေကိုကြိုက်နေတတ်ကြတယ် Leo တွေကဆိုကောင်းတဲ့အရာလေးတွေကြိုက်နေတတ်တယ်သူတို့ကိုကြည့်လိုက်ရင်သူတို့အရင် powerful ဖြစ်တယ်သူတို့ကိုကြည့်လိုက်ရင်လူတွေကသူတို့မြင်လိုက်တာပဲဖြစ်သူတို့တွေ့လိုက်အရင်ကိုသူတို့ရဲ့အရှိန်အဝါတခုကိုတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကောင်းတာနဲ့ဈေးကြီးတာလေးတွေကြိုက်ကြတယ်အသုံးဆောင်လေးဆိုကောင်းတဲ့အရာလေးကြိုက်ကြတယ်ပြီးတော့ creative လည်းအားကောင်းတယ်creativity ဖန်တီးနိုင်ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ကိုယ်ပိုင်မူနဲ့ဖန်တီးနိုင်ဆိုရင်လည်းအားကောင်းတယ်လို့ရောလဲသူများကိုလည်းပေးတတ်တယ်ပြီးတော့အသုံးဆွဲလဲကြီးတယ်လက်ကြီးတယ်ပေါ့နော်လက်ကြီးတယ်လက်ဖွာတယ်ပေါ့နော်အဲ့လိုမျိုးလဲဖြစ်တယ်နောက်တစ်ခုကကျတော့ခေါင်းမာတဲ့သူလေးတွေဖြစ်တယ် fit sign energy တွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့အမြင်ယူဆချက်လေးတွေမှာဆိုတခါလေကျရင်80အပေါ်မှာ standpoint အနေနဲ့တခါတည်းမှာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေပြောတာပဲဖြစ်လှုပ်ဆောင်တော့မှာပဲဖြစ်ပေါ့နော်ဆိုတော့အခါကျရင်လှုပ်ဖို့အတွက် strong power ရှိရတဲ့ပြိုင်နဲ့ထဲမှာကိုယ့်ရဲ့ခေါင်းမှာလိုက်တဲ့အကျိုးကျေးဇူးကြောင့်မို့ကိုယ့်ရဲ့
fixed sign energy ကြောင့်မို့တချို့လုပ်ငန်းလေးတွေချို့အရာလေးတွေမှာကြတော့လက်ခဲတဲလင်းလေးတွေဖြစ်တတ်တယ်ဒါလေးတွေဆိုရင်လီယိုသမားလေးအနေနဲ့ကတတိထားဖို့လိုအပ်တယ်နောက်ပြီးကြတော့လီယိုတွေက center of attention လူတွေရဲ့ attention ကိုရအောင်လေယူတတ်တယ်လူတွေကကိုလူတွေ attention ရလာအောင်လူတွေကကိုတတိထားလာအောင်သူတို့ရဲ့ပုံစံ power ကအဲ့လိုမျိုးကိုဖြစ်ကြတယ်။ဘိုင်နယ်ထဲမှာလည်းသူတို့ကလုံးမယူပေမဲ့နော်လူတွေရဲ့ attention ကိုရအောင်သူတို့ကလုံးမယူပေမဲ့သူတို့မှာအဲ့လိုမျိုးလူတွေကမြင်လိုက်တာနဲ့အဲ့လို powerful ဖြစ်တဲ့energy မျိုးကိုလူတွေကတွေ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ကကျလူတွေကိုတစ်ခါလေကျရင်ကိုယ့်ရဲ့ love for ကင်ဘတ်တွေကို entertaining လဲလုပ်တတ်တယ်ဟာတာရယ်လဲပြောတတ်တယ်အကောင်းလဲမြင်တတ်တယ်နော်နောက်တစ်ခုကကျတော့တစ်ခါလေကျရင်ကိုယ့်ရဲ့ပုံစံလေးကခလေးလိုပေါ့ပါလွတ်လဲတစ်ခါလေကျရင်လဲအရန်ကိုလုံနိုင်တဲ့အပေါ်မှာဟာငါ့ကိုဒီလိုမျိုးဆက်ဆံလိုက်တယ်ငါတို့ဒီလိုဆက်ဆံအဲ့လိုမျိုးတွေနဲ့တခါကို proud ဖြစ်သွားတာရဲ့ဘောစီဆန်တဲ့ပုံစံမျိုးပေါ့နော်သူတို့ကအဲ့လို identity နှစ်ခုကို role play လုပ်နေကြတယ်ပေါ့နော်ဒါကြောင့်မို့သူ့ဘေးနားကတချို့လူတွေဟဲ့အမကြီးကဒီလိုကြီးကိုကြီးကဒီလိုကြီးနောက်ပြီးကျနောက်ပုံစံတစ်မျိုးဒီပုံစံတစ်မျိုးပေါ့နော်အဲ့လိုမျိုး identity ကို shift လုပ်ပြီးတော့သူတို့ကနေတတ်ကြတဲ့သူတွေဖြစ်တယ်လီယိုတွေကပေါ့နော်နောက်တစ်ခုကသူတို့ရဲ့ချစ်ကြောင်းကြိုက်ကြောင်းတွေကိုသူတို့ဒီခဏပြောတဲ့ခါလေးကြရင်ပါဇက်ကနေမပြောတတ်ဘူးဒါပေမဲ့စာနဲ့ပေနဲ့ရေးဖွဲ့တတ်ကြတဲ့အကျင့်တွေရှိတယ်လီယိုသမားလေးတွေအများစုကဥမာပါဇက်ကနေကြရင်တော့ပြောလိုက်တဲ့စကားလုံးတွေနည်းနည်းကျန်းသွားမယ်ဒါပေမဲ့သူတို့ရဲ့ခဏပြောကိုယ့်ရဲ့ပေါ့နော် intimate partner ပေါ့ကိုယ့်ရဲ့ချစ်ရတဲ့သူခင်ရတဲ့သူကိုယ့်ရဲ့သမီးစားဆိုရင်စကားနဲ့ပွဲနွဲ့ပြောရတာထဲသူတို့ကစာနဲ့ရေးသားဖော်ပြရတာလေးတွေကိုသဘောကျတတ်ကြတယ်အဲ့တော့ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့တကယ်ချင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်းနှီးတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အိမ်ကအမဆိုရင်ပါဇက်ကဒါပြောပြီးရင် तू ကမိသားစုနဲ့ပတ်သက်ပြီးစာလေးရေးပြီး social media မလေး तू စာရေးပြီးဆိုကိုရီးယားမြင့်ရေးတောင်းပေါက်ကြပြီးတော့ငိုရရဲဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်လီယိုတွေကတော့ဆိုတော့အိမ်ကအမအကြီးဆုံးကလီယိုပါဆိုတော့အဲ့ဒါလေးတွေကိုသူတို့ကသတိထားရမယ်ပေါ့နော်လီယိုလေးတွေမှာသတိထားရမယ်အဲ့တော့လီယိုလေးတွေရဲ့ကံကောင်းတဲ့နေ့ဆိုရင်တော့တနင်္ဂနွေနေ့လေးတွေကကံကောင်းပါတယ်နောက်တစ်ခုကကျတော့ lucky number ပေါ့နော်ကဏ္ဍလေးနဲ့ဆိုရင်နံပါတ်8နဲ့နံပါတ်9ကလီယိုသမားလေးတွေအတွက်ကံကောင်းစေတဲ့နံပါတ်ကလေးဖြစ်ပါတယ်။ကြောင်မြတ်ရတနာလေးနဲ့ဆိုရင်ဗရမ ्या လေးတွေကိုစောင်းလို့ရပါတယ်။အဲ့တော့ဗရမ ्या လေးတွေကိုစောင်းထားခြင်းအပြင်ကိုယ့်စီကိုရောက်လာမဲ့ဒီပေါ့နော်physical injury ပေါ့နော်ဒီကိုလက်ဒီ physical မြင်ရတဲ့ပေါ့နော်ဒီaccident လိုပုံစံမျိုးထိခိုက်ဒဏ်ရာပေါ့လိစသဖြင့်ထိခိုက်ဒဏ်ရာတွေကိုကာကွယ်ပေးတယ်နောက်တစ်ခုကကျတော့မိမိတို့ယုံကြည်ရအရာတွေကိုလှုပ်ဆောင်ဖို့အတွက်လှုပ်ဖို့အတွက်လမ်းကြောင်းတွေမှာဇဝေဇဝါဖြစ်နေရဆိုရင်နဲ့ ruby လေးဆောင်ထားလိုက်လို့ဆိုရင် leo တွေအတွက်ကပိုကောင်းတဲ့ clear mind တွေ clear vision တွေရောက်လာတတ်တာမျိုးပို့ပြီးတော့မှတိတိကျကျလမ်းတွေကိုရှောက်ရတာမျိုးတွေကိုသူကအထောက်ပံ့ဖြစ်စေပါတယ်တဲ့နောက်တစ်ခုကကျတော့အယောင်ကာလာနဲ့ဆိုရင်တော့ရွှေရောင်နဲ့ orange လိမ္မော်ရောင်ကလီယိုသမားလေးတွေအတွက်ကံကောင်းစေပါတယ်ဆိုတော့နောက်တစ်ခုကကျတော့သူတို့အတွက်ကံကောင်းစေတဲ့နိုင်ငံတွေကကျတော့ပြင်သစ်တို့အီတလီတို့နော်ရူမေးနီးယားတို့ကလီယိုသမားလေးတွေအတွက်ကံကောင်းတဲ့နိုင်ငံတွေဖြစ်ပါတယ်ပန်းနေဆိုရင်တော့ဒီ sunflower ပေါ့နော်နေကြပန်းလေးတွေကလီယိုသမားတွေအတွက်မိမိတို့ရဲ့အလုပ်စပွဲပေါ်မှာတင်ထားတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်နေကြပန်းပကြီးကားလေးတွေကိုမိမိတို့ရဲ့အလုပ်နေရမှာချိတ်ဆွဲထားတာပဲဖြစ်ဖြစ်နေကြပန်းဒီပုံပါတဲ့ဟာလေးတွေကိုမိမိတို့ရဲ့ဖုန်းမှာ wallpaper ဖြင့်တင်ထားတာအဖြစ်အဲ့ဒါလေးတွေကကိုယ့်အတွက်တကယ်ကို magic flower လေးအနေနဲ့လည်းသုံးလို့ရပါတယ်တဲ့အပြင်အနေနဲ့ဆိုရင်တော့ဒီလိမ္မော်ပင်နဲ့ပြီးရင်အပင်တိုင်းမှာစူးပါတဲ့အပင်လေးတွေကလီယိုသမားလေးတွေအတွက်ကံကောင်းစေတဲ့အပင်လေးဖြစ်ပါတယ်ဆိုတော့ရွှေနဲ့ပရမ ्या သည်မိမိတို့အတွက်အရန်ကိုအဆင်ပြေပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ spirit animal လေးအနေနဲ့ဆိုရင်တော့ကြောင်မျိုးစိတ်တို့ကြားမျိုးစိတ်တို့အဲ့လိုမျိုးကြောင်မျိုးစိတ်ထဲမှာပါဝင်တဲ့တိရစ္ဆာန်လေးတွေဒီလီယိုသမားလေးတွေရဲ့ spirit animal လေးဖြစ်ပါတယ်ဆိုတော့လီယိုလေးတွေအနေနဲ့ဒီပေါ့နော်ကျမရေးအနေနဲ့ဆိုရင်နှလုံးနဲ့ပတ်သက်တဲ့ကျမရေးလေးတွေကိုတတိထားပေးဖို့လိုအပ်ပါတယ်ဆိုတော့ခါကျတော့လီယိုလေးအနေနဲ့မိမိတို့လှုပ်ဆောင်ရမယ့်အလုပ်တွေမှာဆိုရင် challenge လေးကြော်လွှားရတတ်ပါတယ်သူများတွေနဲ့ပတ်သက်ပြီးတော့မှဥဆောင်ရတဲ့အရွေတွေမှာလောက်ရဖြစ်တဲ့အတွက်စိတ်ရောကိုယ်ပါပင်ပန်းရမယ့်သူမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်ဒါကြောင့်မို့မိမိတို့ energy ကို balance ဖြစ်ဖို့အရေးကြီးပါတယ်ရှင်